အားလုံးပဲမင်္ဂလာပါနော်ကိုနေ့ရပါနော်ပလာတာဂျုံလုံးနီးစနစ်လေးပေါ့နော်ထက်တရဂျုံလုံးနီးစနစ်လေးကိုဘိုင်းမော်ဒယ်နဲ့တော်လေးလူကြီးများတယ်ပေါ့နော်ဒီနေ့တော့ပေါ့နော်နံပြားဂျုံလုံးနီးတော့ပြမယ်နော်နံပြားဂျုံလုံးနီးဆိုတော့ဒီမဟုတ်ရဲ့သဘောတရားလေးတွေကိုကျွန်တော်ပြောပြမယ်ပေါ့နော်ကိုနေ့ကတော့ဂျုံလုံးပလာတာဂျုံလုံးလေးကိုသေချာလေးပြရပါတော့ဒီနေ့တော့ဒီနံပြားဂျုံလုံးနီးလေးကိုအဲ့လောက်ဆိုရပါပြီနော်တော့မဆိုတော့ဂျုံမာကသူ့အထာနဲ့သူရှိတယ်ပေါ့နော်ကိုနေ့ကဆိုလို့ချင်းဂျုံလုံးတစ်လုံးကိုကျွန်တော်တို့ဒီမကြောက်ဘူးဆို3မိနစ်တော့မိနစ်ပိုင်းထိသွားတယ်ပေါ့နော်ဒီနေ့တော့ဒီ1မိနစ်ကိုကျွန်တော်တို့ဒီ50လုံးတော့ပြစ်လုံးလို့ရတယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့သူကသိအရေးမကြီးလို့ပေါ့နော်အရေးကြီးတဲ့ပိုင်းနဲ့ရှိတယ်အရေးမကြီးတဲ့ပိုင်းနဲ့ရှိတယ်ပေါ့နော်ဆက်တရားဆိုရင်ချက်လုံဖို့ကအရေးကြီးတယ်ပေါ့နော်နံပြားလို့ဆိုလို့ရှိရင်ချက်တွေပါလေအဲ့လိုကြီးသိပြဿနာမရှိဘူးပေါ့နော်ဒါပေမဲ့ဒါကတော့ဒီအရေးကြီးသလိုလုံးလို့ရတဲ့နေထိုင်မျိုးတွက်တာပေါ့နော်အရေးကြီးသလိုဆိုတာကတချို့ဆရာတွေဆိုလို့ရှိရင်ဒီလိုမျိုးအပုံထဲကနေတော့ဆွဲရိုက်တာမျိုးရှိတယ်ပေါ့နော်ငင်းလျောင်ပြောရမယ်လို့ဒါကတော့အဲ့လိုမျိုးပေါ့နော်မဟုတ်ပညာကလင်းတဲ့တယ်နည်းနည်းတယ်ပေါ့နော်ပရိုဂျက်လုပ်ချင်တော့ကျွန်တော်တင်အောင်ဆက်သွယ်လိုက်ပါပေါ့နော်ဒါပေမဲ့အိမ်မှာစားဖို့ဒီတိုင်းလေးပဲလုပ်မှဆိုတော့လေဒီအခမဲ့ဗီဒီယိုလေးကိုချက်ကြည့်ပြီးတော့လေ့လာပေါ့နော်ဟုတ်ပညာနည်းနည်းပါနော်နောက်ပြီးတော့ဒီထပ်ပြောချင်တာကကျွန်တော်တို့ကဒီနံပြားကဒီနေ့မှ50သာပဲကုန်တယ်ပလာတာဒီနေ့မှ50သာပဲကုန်တယ်အဲ့ဒါကိုအထားခံအောင်ဘယ်လိုလုပ်မလဲပေါ့နော်တပိတ်တာလို့ပိုတဲ့ကြောင်နေနှုတ်ပြရတာအဲ့လိုမျိုးဆိုထားပုံထားနည်းတွေလည်းရှိတယ်ပေါ့နော်ဒါရဲကြတော့အဲ့လိုမျိုးသူနေသူဟာနဲ့သူခက်တယ်ပေါ့နော်ခက်ခဲပါတယ်ပေါ့နော်မဟုတ်ပညာခက်ခဲနည်းနည်းပါတယ်တကယ်စီးပွားပြည့်လုပ်ချင်တယ်လို့ဆိုရင်သင်တန်းပြလို့ရပါနော်ပြီးရင်တော့ကျွန်တော်လုံးလေးကိုပြမယ်နော်အခုပြတဲ့ဘာလဲဆိုတော့နံပြားကျုံမှာသူ့ဌာနဲ့သူရှိတယ်ပလာတာကျုံမှာသူ့ဌာနဲ့သူရှိတယ်ထက်တရာကျုံမှာသူ့ဌာနဲ့သူရှိတယ်အဲ့တော့လက်ခုပ်ကြော်တာတို့ကီးမားကြော်တာတို့ကစပြုတ်ပလာတာကြော်တာစမတူဘူးပေါ့နော်မုတ်တမျိုးမှာသူ့ဌာလီနဲ့သူရှိတယ်အဲ့ဒါမှသူကစားလို့ကောင်းတာနာမည်ရတာပေါ့နော်ခုနေ့ကတော့ကျွန်တော်ဂျုံလုံးတရားလေးလုံးပြတ်သွားပါနော်ဒီနေ့ကတော့အမြန်လေးအလွယ်လုံးထားတာပေါ့နော်ပြီးကျွန်တော်ပြမယ်သူကလိုတဲ့ဥစ္စာအဲ့လိုဂေးဥတစ်ဆိုင်လောက်တာလိုတဲ့ဥစ္စာရှိတယ်မလိုတဲ့ဥစ္စာရှိတယ်ပေါ့နော်မလိုတာကိုလည်းမလိုသလိုလုပ်တော့ကိုယ့်ရဲ့အချိန်ရတာပေါ့လိုတာကြတယ်လိုသလိုလေးသိချာလုပ်ပြရတာပေါ့နော်အဲ့သဘောတရားလေးပါဟမ်ကျက်ပြီးပါမယ်နော်ချက်ပြတယ်နော်ဒီမှာပါပေါ့နော်ဒါဆိုလို့ရှိရင်ဟိုနေ့ကလို့ချက်တွေပါလေတိတ်မလောဘူးပေါ့နော်ဒါပေမဲ့မလုံလဲရတယ်ပေါ့နော်နံပြားကြောင်ပေါ့နော်အဲ့လိုပဲမဟုတ်မျိုးတိုင်းမှာသူ့ဟာနဲ့သူ့ထာလေးနဲ့သူရှိရပေါ့နော်တကယ်စိတ်ဝင်စားပရိုဂျက်လုပ်ချင်တယ်ဆိုရင်တော့တင်တန်းကိုဆက်သွယ်လိုက်ပါပေါ့နော်